polar molecule နဲ့ non polar molecule မှာ polar molecule တွေက melting point boiling point ပို့ပြီးတော့မှမြင့်တက်လေးရှိတယ်ဒါပေမဲ့ဒီ cis trans alkene မှာကျတော့ထူးခြားချက်တွေရှိနေတယ်နော်အဲ cis 1,2 dichloroethane ကိုကြည့်လိုက်မယ်ဆိုရင်ကာဗွန်double bond ရဲ့နော် same site မှာ similar group တွေရှိနေတယ်နော်ဒီမှာဆိုရင် chlorine atom ကတစ်ဖက်ထဲမှာစုနေတော့သူက electronegativity အားတာတော့အတဒင် dipole တန်ဖိုးတစ်ခုပေါ်လာတယ်ဒါဆိုရင် cis 1,2 dichloroethane က polar molecule ဖြစ်နေဒါဆိုရင်ဒီမှာသူ့ရဲ့ boiling point က60 degrees Celsius higher ဖြစ်တယ်တဲ့ melting point က -80 degrees Celsius trans molecule ကိုတွားပြီးတော့မှကြည့်လိုက်တဲ့အခါမှာကျတော့သူကနော်ကာဗွန်double bond ရဲ့တစ်ဖက်စီမှာ similar group တွေကရှိနေတယ်နော်အဲ့မှာကျတော့သူကနော် electronegativity အချင်းချင်း cancel ဖြစ်သွားတယ်ခြေဖြတ်သွားတယ်ဒါဆိုရင်သူ့မှာ net dipole က0ဖြစ်သွားတယ်သူက non polar molecule ဖြစ်သွားတယ်နော် non polar molecule ဆိုရင်သူက polar molecule တွေထက်သူက melting point boiling point ကနှိမ့်ရမယ်ဒါပေမဲ့ဒီမှာမနှိမ့်ဘဲနဲ့ဘာဖြစ်နေလဲဆိုတော့ဒီ trans 1,2 dichloroethane ရဲ့ melting point က cis form ထက်မြင့်တက်နေတာကိုတွေ့ရတယ်တဲ့အဲ့ဒါဘာဖြစ်လို့လဲနော်အဲ့တော့ intermolecular dipole interaction ရှိလို့ရှိရင် boiling point ကမြင့်တက်တယ်နော်ဒီ transformer ကျတော့သူကနော် symmetrical crystal structure ဖြစ်နေတယ်အချိုးညီရဲ့ crystal structure ဖြစ်နေတယ်တဲ့အဲ့ခါမှာသူက crystal structure အဖြစ်သူက packing လုပ်နိုင်တဲ့စွမ်းအားပို့ပြီးတော့မှကောင်းလာတယ်ဒါကြောင့်သူ့မှာ melting point ပို့ပြီးတော့မှမြင်ရခြင်းဖြစ်ပါတယ်တဲ့